နတ်တွေရဲ့မေတ္တာကိုရတယ်ဆိုတာကြတော့ဦးဇင်းတို့တေဟိုကျွန်းတုံးကတေဟိုကျွန်းသာသနာဝင်မှာဝိတာခမထေဆိုတာရှိတယ်အကျဉ်းမြင်လေးပဲပြောမယ်အဲ့ဒါဂူကြီးတခုထဲမှာတရားအထုတ်ပြီးတော့အထူးသဖြင့်မေတ္တာတရားပွားများပြီးတော့နေတာအဲ့ဒါသူကတဏှာကို၄လပဲနေတာ၄လပြည့်ရင်တဏှာပြောင်းတာအဲ့ဒါ၄လပြည့်ပြီဆိုတော့သပိတ်သင်္ကန်းလေးယူပြီးတော့ဂူထဲကထွက်ခွာမယ်လို့တော့ဂူဘဝမှာရှိတဲ့မြာစိမ့်ပင်စောင့်တဲ့နတ်သမီးကငိုတယ်တဲ့ဟာငိုနေတာမစုတော့တပည့်တော်မပါဘာဖြစ်လို့ငိုတော့အရှင်ဘုရားပြန်ကြွတော့မှမို့လို့ငါပြန်ကြွသွားလို့ငိုတယ်ဆိုတော့ငါဒီမှာနေတော့မင်းတို့မှာဘာအကျိုးရှိလို့လဲမှန်လားပါဗျာတဲ့အရှင်ဘုရားမေတ္တာတရားပွားများနေတာဆိုတော့အရှင်ဘုရားဒီမှာရှိနေသမျှကာလပတ်လုံးအရှင်ဘုရားရဲ့မေတ္တာတွေရိုက်ခတ်ပြီးတော့ဘုရားတပည့်တော်တို့နတ်ပြည်မှာရှိတဲ့နတ်တွေဘလူတွေဟာအင်မတန်မေတ္တာတရားနဲ့အေးချမ်းတယ်အရှင်ဘုရားပြန်ကြွသွားမယ်ဆိုတော့အားလုံးဟာယံတွေဒေါသတွေနဲ့ခိုက်ရန်တွေဖြစ်ပြီးတော့ဆူကြပူကြအောင်တော့မှာပဲဗျာတဲ့ဒါကြောင့်ဝမ်းနေလို့ငိုတာမင်းတို့အတွက်ကြိုးရှိတယ်ဆိုရင်ငါနေပါမယ်၄လဆက်နေတယ်ထွက်ခွာတော့မယ်လှုပ်တယ်ငိုပြန်တယ်နောက်အဲ့ဒီကူထဲမှာပဲယဟန္တာဖြစ်ပြီးတော့အဲ့ဒီမှာပဲပြိဋိဘံဆံရတယ်နတ်တွေရဲ့ချစ်မြတ်နိုးမှုကိုရတာဟုတ်လားနောက်လူတွေရဲ့ချစ်မြတ်နိုးမှုကိုရတယ်တဲ့ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကရောဇမန္လာမင်းသားဆိုတာရှိတယ်မြတ်စွာဘုရားရဲ့ညီတော်အာနန္ဒာရဲ့တငယ်ချင်းအဲ့တော့ဒီနေ့အကြောင်းတော်ရောက်လာတဲ့သူကအာနန္ဒာကဝမ်းသာတယ်တငယ်ချင်းအကြောင်းရောက်လာတယ်ဟန်ရတယ်ယတနာမြတ်သုံးပါးကိုကြည်ညိုလို့တပည့်တော်ရောက်လာတာမဟုတ်ဘူးတဲ့ဘုရားလာမဖူးရင်ဓာရိုက်မှဆိုလို့တပည့်တော်လာရတာတဲ့အဲ့ဒီလိုပြောတော့ရှင်အာနန္ဒာလုံးဝစိတ်မကောင်းဘူးမြတ်စွာဘုရားကြီးအမြန်သွားတယ်မြတ်စွာဘုရားတပည့်တော်ရဲ့တငယ်ချင်းကြီးအဲ့ဒါလိုပြောတယ်ဖေရဒါကြောင့်မလို့ရောဇကိုယဉ်ကျေးအောင်အရှင်ဘုရားဆုံးမပါအဲ့ဒီတော့မြတ်စွာဘုရားကရောဇကိုယဉ်ကျေးဖို့အတွက်ငါမှဘာအခက်ခဲမှမရှိပါဘူးတဲ့တတ္တဝအနန္တရဲ့ပုံမှာဖြန့်ထားတဲ့မေတ္တာကိုစုပြီးတော့ရောဇပုံမှာစိုက်ပြီးတော့မြတ်စွာဘုရားမေတ္တာပို့ရောဇဘလို့ဖြစ်တယ်ထင်တော့မအေးပျောက်သွားတယ်နွားမကြီးပျောက်သွားတယ်နွားငယ်ပေါက်စလေးလို့တပဲပဲအော်ပြီးတော့မအေးလိုက်ရှာနေတဲ့နွားငယ်ပေါက်စလေးလို့ကျောင်းထဲမှာအရှင်ဘုရားတို့မြတ်စွာဘုရားဘယ်မှာလဲမြတ်စွာဘုရားဘယ်မှာလဲလိုက်မေးတာမတွေ့ရရင်နေကိုမနေနိုင်ဘူးနော်အဲ့ဒီမှာမြတ်စွာဘုရားလည်းတွေ့ရောတရားတရားနဲ့ချင်းကပ်လာတာနော်အဲ့ဒီမှာမြတ်စွာဘုရားဟောတဲ့တရားနာသောတာပန်ဖြစ်လို့ဒုက္ခရဲ့အဆုံးကိုပြုရဒီတော့ပိဋကပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့သိသိချင်တာကမေတ္တာအကျိုး7မျိုးအားလုံးမပြောပါဘူးလူတိုင်းသိပြီးတော့မျက်နှိုးတဲ့လူချစ်လူခင်များခြင်းဆိုတဲ့အကျိုးတရားလေးဟုတ်ရဲ့လားတိရစ္ဆာန်တွေကလည်းချစ်တယ်နတ်တွေပြမာတွေကလည်းချစ်တယ်လူတွေကလည်းချစ်တယ်ကောင်းတယ်နော်ဒီကိစ္စမိုင်းများအေးဒါကြောင့်မေတ္တာတရားနဲ့ပတ်သက်ပြီးတော့အကျိုးတရားတွေအများကြီးဦးဇင်းတို့ကုံအောင်မပြောတော့ဘူးအလုံးလည်းသိကြားဘူးနာဝရှိနေတယ်ဟုတ်လားအဲ့ဒီတော့မေတ္တာကိုမြတ်စွာဘုရားဘလောက်အလေးထားသလဲဘလောက်ဖြစ်စေခြင်းသလဲတနည်းအားဖြင့်ဒေါသဖြစ်ခြင်းရဲ့အပြစ်ဒေါသဖြစ်ခြင်းရဲ့မကောင်းဆိုးဝါးဖြစ်မှုကြီးကိုဘလောက်ဆက်စုပ်သလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့တတ္တဝါတွေရဲ့တဏ္ဍာမှာဒေါသဖြစ်လို့ရှိရင်ဘလောက်အကျိုးနည်းလိမ့်မယ်လို့မြတ်စွာဘုရားမြင်တယ်မေတ္တာဖြစ်ရင်ဘလောက်အကျိုးကြီးလိမ့်မယ်လို့မြတ်စွာဘုရားမြင်တယ်ဒါကြောင့်မေတ္တာတရားနဲ့ပတ်သက်ပြီးတော့အင်မတန်အသားပေးထားတဲ့သုတ်တန်တစ်ခုရှိတယ်ဦးဇင်းတို့မေဇိမနိကေမူလပါဏာတပါဠိတော်မှာလာတယ်ကကစုပမသုတ်တံလို့ခေါ်တယ်ကကစုပမဆိုတာလွှာသွားနဲ့ဥပမာပြုတ်ပြီးတော့ဟောတဲ့တရားပေါ့ဒါကိုဦးဇင်းကအစာတုန်းကတော့ဒီသုတ်တံတထုံးတစ်ဖွဲ့အနေနဲ့တညတတ်တတ်ဟောမလို့အခုမအောင်နိုင်တော့ဘူးမေတ္တာနဲ့ပတ်သက်ပြီးတော့ငါဒါပြောမှဖြစ်မယ်ဆိုပြီးတော့ဟုတ်လားတခါကြီးမိုင်းများအဲ့ဒီသုတ်တံကိုဦးဇင်းတို့အသေးစိတ်ပြောလို့ရှိရင်ဥပိ္ပခာပါရမီအတွက်အချိန်ရှိမှာမဟုတ်ဘူးဒါကြောင့်ဦးဇင်းတို့စုံယုံကလေးစကားကိုနှစ်ခါမထက်စေပဲနဲ့မြန်မြန်ကလေးပြောသွားမယ်တမာရီကြီးကြီးနဲ့မှီအောင်လိုက်ပြီးတော့နားထောင်ဟုတ်လားဒီသုတ်တံကိုမြတ်စွာဘုရားဘာကြောင့်ဟောတော့ဆိုတော့မြတ်စွာဘုရားလက်ထက်ကမောလိယဖက္ခုနဆိုတဲ့ယဟန်တစ်ပါးရှိတယ်အဲ့ဒီမောလိယဖက္ခုနရဲ့အကြောင်းကိုယဟန်တော်တွေကမြတ်စွာဘုရားကိုလာလျှောက်တယ်အရှင်ဘုရားတဲ့အဲ့ဒီမောလိယဖက္ခုနဆိုတဲ့ယဟန်ဟာအတော်ဆိုးတယ်ဘာပြုလို့တော့သူဟာဘိက္ခုနီမတွေနဲ့အင်မတန်ရင်းနှီးတယ်ဗျာတဲ့ဘလောက်ရင်းနှီးလဲဆိုလို့ရှိရင်အဲ့ဒီဘိက္ခုနီမတွေမကောင်းတဲ့အကြောင်းကိုဒီပြင်လူတွေကပြောလို့ရှိရင်
အဲ့ဒီမောလိယဖက်ကုဏကစိတ်ဆိုးတယ်စိတ်တိုတယ်အမျက်ထွက်တယ်သူစိတ်ထဲမှာမကြည်ဘူးဆိုတာကိုထင်ရှားပြတယ်ဖက်ကုဏမကောင်းတဲ့အကြောင်းကိုပြောရင်လည်းပဲဘိက္ခုနီမတွေကတကက်ဆက်ဆက်ထိမကန်ကြွတ်ကြွတ်ဆူတခါတည်းသူယဟန်တွေဘက်ကပါတယ်တဲ့အဲ့ဒီလောက်ထိဘိက္ခုနီတွေနဲ့ယဉ်နေတယ်ခင်မင်တယ်ဗျာတယောက်တယောက်အထိမခံဘူးပေါ့အဲ့ဒီမှာမြတ်စွာဘုရားကဖက်ကုဏကိုသွားခေါ်ကြည့်ရောက်လာဟုတ်ရဲ့လားဒီတိုင်းဟုတ်ရဲ့လားလို့မေးတယ်မေးတော့မှန်လားပါဗျာမလိမ်ဘူးသူအမှန်တိုင်းပြောတယ်ပြောတော့မြတ်စွာဘုရားကချစ်သားဖက်ကုဏတရားတရားနဲ့ယဟန်ပြုလာတဲ့ယဟန်တစ်ပါးအဲ့လိုဖြစ်တာလုံးဝမသိတော့ဘူးတဲ့ဒါကြောင့်မို့လို့တင့်ကိုငါပြောမယ်ဒီရှိတင့်ရဲ့ရှိမှာသင်အင်မတန်ခင်တဲ့ဘိက္ခုနီမတွေရဲ့မကောင်းကြောင်းကိုတပါးသောသူတွေကပြောမယ်ဆိုလို့ရှိရင်သင်ရဲ့စိတ်ထဲမှာဘလို့ဆောက်တည်ရမှာလဲဆိုတော့ငါစိတ်ဓာတ်မဖောက်ပြန်စေရဘူးဖောက်ပြန်တယ်ဆိုတာပင်ကိုယ်စိတ်ကလေးကနေဒေါသစိတ်ကိုပြောင်းသွားတာကိုဖောက်ပြန်တယ်ပြောတာဟုတ်လားငါစိတ်ဓာတ်မဖောက်ပြန်စေရဘူးယုံညံ့တဲ့စကားတွေငါရဲ့နှုတ်ကမထွက်စေရဘူးပြစ်မှားတဲ့စိတ်မထားဘဲနဲ့မေတ္တာစိတ်ကြီးကြီးနဲ့ငါနေပါမယ်လို့သင်အဲ့ဒါလိုဆောက်တည်တဲ့၃ချက်ပြောတယ်ဘယ်နှချက်ပြောလဲ၃ချက်ပြောတယ်ကိုချစ်တဲ့လူတွေရဲ့အကျိုးစီးပွားမဲ့ကိုချစ်တဲ့လူတွေမကောင်းကြောင်ပြောရင်လည်းပဲပေးသက်တို့ဦးဇင်းတို့တွေစိတ်ဆိုးကြတာပဲနော်အဲ့ဒီနေရာမှာဒီဆုံးမချက်ကလေးကိုတတိယရမယ်ကိုချစ်တဲ့သူတွေရဲ့မကောင်းကြောင်ပြောလို့ရှိရင်ဩငါရဲ့စိတ်မဖောက်ပြန်စေရဘူးဖောက်ပြန်လာလို့လည်းဘာအကျိုးမှမရှိဘူးလေကိုပဲအကျိုးမဲ့တာပဲငါရဲ့စိတ်မဖောက်ပြန်စေရဘူးငါရဲ့နှုတ်ကယုံညံ့တာတွေမထွက်စေရဘူးဟုတ်လားပြင်းမာတဲ့စိတ်တွေမဖြစ်ဘဲနဲ့မေတ္တာစိတ်တွေဖြစ်အောင်ငါကြိုးစားမယ်အဲ့ဒီလိုသင်ကြိုးစားပါတဲ့ဆက်ပြောတယ်မြတ်စွာဘုရားကသင်ရဲ့ရှေ့မှာသင်အင်မတန်ခင်တဲ့ချစ်တဲ့ဘိက္ခုနီမတွေကိုတစုံတစ်ယောက်ကဒုံနဲ့ရိုက်တယ်ဓာတ်နဲ့ခုတ်တယ်ဆိုရင်တောင်မှသင်ရဲ့စိတ်ထဲမှာငါတန်တန်မှာဖောက်ပြန်တဲ့စိတ်တွေမဖြစ်စေအပ်ဟုတ်လားယုံညံ့တဲ့စကားတွေငါရဲ့နှုတ်ကမထွက်စေအပ်ပြင်းမာတဲ့စိတ်တွေမဖြစ်ဘဲနဲ့မေတ္တာစိတ်ကိုသာလျှင်ဖြစ်ပါစေအံ့လို့သင်အဲ့ဒါလိုကျင့်ရမယ်တဲ့နော်ကိုချစ်တဲ့လူကိုမကောင်းတာတွေပဲပြောရုပ်စွာအဆိုနှိပ်စက်နေပြီဆိုတဲ့ကမူစိတ်ထဲမှာမဖောက်ပြန်စေရတဆင့်တက်ပြီးတော့ပြောတယ်သင်ရဲ့ရှေ့မှာသင်မကောင်းကြောင်းကိုဟောဒါကြတော့ပိုးဆိုးသွားပြီနော်ကိုချစ်တဲ့လူရဲ့မကောင်းကြောင်းတော့မဟုတ်တော့ဘူးကိုမကောင်းကြောင်းကိုတပါးသောသူကပြောမယ်ဆိုရင်အဲ့ဒါသင်ကလိုပဲကျင့်ရမဖောက်ပြန်စေရဘူးယုံညံ့တာတွေမပြောစေရဘူးပြင်းမာတဲ့စိတ်မဖြစ်စေရဘူးမေတ္တာစိတ်ကိုသာလျှင်ဖြစ်စေရသင်ရဲ့ရှေ့မှာသင်ကိုကိုရီးလေးယောက်လာပြီးတော့ရိုက်မယ်နှက်မယ်စော်ကားမယ်ဆိုရင်တောင်မှသင်အဲ့ဒီစိတ်၃ချက်မွေးရမယ်လို့မြတ်စွာဘုရားကအဲ့ဒါလိုအမိန့်ရှိတယ်အမိန့်ရှိပြီးတော့ဗာဆက်ပြီးတော့ပြောတော့ဆိုတော့ချစ်သားတို့တဲ့ယဟန်တော်တွေကပြောတယ်အခုယဟန်တွေကိုပြောရတာခက်လိုက်တာတဲ့ရှေးတုန်းကပြောရတာသိပ်လွယ်တာပဲတဲ့အဲ့ဒီအဓိပ္ပာယ်လေးဒါဥစဉ်ကအကျမ်းမြင်ပြောတာနော်ချစ်သားတို့တဲ့ကုသိုလ်ကိုပွားကြအကုသိုလ်ကိုပယ်ကြအင်ဂျင်တော်ကြီးတတော်ရှိတယ်အဲ့ဒီအင်ဂျင်တော်ကြီးကိုကြီးထွားစေခြင်းတဲ့လူကောင်းကောင်းမွန်မွန်ဖြစ်စေခြင်းတဲ့လူဟာကောက်ကွေ့နေတဲ့လိန်တွန့်နေတဲ့အလှေအမွှားနဲ့တူတဲ့အင်ဂျင်မင်တွေကိုခုတ်ပြစ်မယ်ဆိုလို့ရှိရင်ဖြောင်းနေတဲ့အင်ဂျင်မင်တွေဟာနေရာရပြီးတော့အင်ဂျင်တော်ကြီးဟာစီကားလာလိမ့်မယ်တဲ့အဲ့ဒါလိုပဲတရားဓမ္မတို့ဦးဇင်းတို့ရဲ့တန်တန်မှာလည်းပဲကောင်းတဲ့စိတ်တည်းဟူသောအင်ဂျင်ပင်အဖြောင့်နေရှိတယ်မကောင်းတဲ့စိတ်တည်းဟူသောအင်ဂျင်ပင်အကောက်အကွေးတွေလည်းရှိတယ်အဲ့ဒီအကောက်အကွေးအရှုပ်အထွေးတွေကိုဖယ်ပစ်လိုက်မယ်ဆိုရင်ကောင်းတဲ့စိတ်တွေဟာအများကြီးဖြစ်လာမယ်တဲ့